စမ်းစမ်းနဲ့စတော်ဘယ်ရီသည်956လုံးရှိတယ်။ယင်းတို့သူပါဝင်သူနှင့်အတူရှိသောတငယ်ချင်းများအားလုံးကိုညီတူညီမျှခွဲဝေလိုက်တယ်။သူရဲ့တငယ်ချင်းများထဲမှတငယ်ချင်း3ယောက်ကတိတ်မစာသောကြောင့်သူတို့ဝေစုရဲ့၄ပုံတစ်ပုံကိုစမ်းစမ်းကိုပြန်ပေးခဲ့သည်။စမ်းစမ်းကသူ၏ဝေစုတမကပြန်ရသောစတော်ဘယ်ရီသီးများကိုပါအားလုံးစားခဲ့ရအလုံးရေအတွက်150နီးပါးရှိသည်။စမ်းစမ်းစားခဲ့တဲ့အလုံးရေအတွက်မြည်များရှိသည်နိသူနှင့်အတူစားခဲ့သောတငယ်ချင်းမြည်များရှိသည်နိစတော်ဘယ်ရီသီးရ956လုံးအညီများအဝေစားကြတယ်။အဲ့တော့တငယ်ချင်းအားလုံးမသိတဲ့အတွက်တငယ်ချင်းအားလုံးကိုရှောက်လို့တည်လိုက်မယ်။ရှိတဲ့စတော်ဘယ်ရီသီးက956လုံးဆိုတဲ့အတွက်တယောက်စီရတဲ့စတော်ဘယ်ရီသီး956ကိုရှောက်နဲ့စားမှာပေါ့။အဲ့တော့အဲ့ဒီတငယ်ချင်းထဲမှာ3ယောက်ကတိတ်မစားလို့သူ့ကို၄ပုံတစ်ပုံပြန်ပေးတယ်။၄ပုံတစ်ပုံဆိုတော့ဒီ956ကို h နဲ့မြောက်လို့ရတယ်မြောက်လက်ကို၄ပိုင်းတစ်ပိုင်းနဲ့မြောက်မယ်3ယောက်ဆိုတဲ့အတွက်အဲ့ဒါကို3နဲ့မြောက်မှာပေါ့ဒါကြောင့်မို့3ယောက်ပြန်ပေးတဲ့စတော်ဘယ်ရီဒီ956ကို h နဲ့စားလို့ရတယ်တယောက်စီရတဲ့စတော်ဘယ်ရီဒီကို၄ပိုင်းတစ်ပိုင်းနဲ့မြောက်တယ်3ယောက်ဆိုတော့3နဲ့ထပ်မြောက်တယ်အဲ့တော့4တက်လီ4ခုနှစ်ကို4နဲ့စားတော့4တက်လီဆိုရင်3ကျန်မယ်5ချရင်35 4ရှိ32ဆိုရင်3ကျန်မယ်6ချရင်36 4ကို36ကြောင့်189ရ189ကို3နဲ့မြောက်เนาะ189ကို3နဲ့မြောက်ပိုင်းဝေပေါ့အဲ့တော့ကို3 29 18 3 54ဆို56 569ပိုင်းဝေရ569ပိုင်းကြီးရ h ဒါကစမ်းစမ်းကိုပြန်ပြီးတဲ့စတော်ဘယ်ရီဒီဒါကြောင့်မို့သူစားတဲ့စတော်ဘယ်ရီဒီသူရတဲ့ဝေစုနဲ့ပြန်ရတဲ့เนาะပြန်သူ့ကိုပြန်ပြီးတဲ့စတော်ဘယ်ရီဒီကိုပေါင်းပါပေါ့အဲ့တော့ပိုင်းဝေကပေါင်းလိုက်တော့1323လုံးရတယ်ဒါကြောင့်မလို့ပိုင်းကြီးက h ပိုင်းဝေက1323အဲ့တော့သူစားခဲ့တဲ့စတော်ဘယ်ရီဒီ150နီးပါးလို့ပြောထားတယ်ဒါကြောင့်မို့စမ်းစမ်းစားခဲ့တဲ့စတော်ဘယ်ရီဒီ150ခန့်ဒါကပု္ပ္ပာကပေးထားတာတို့ရှာရတာက1323ကို h နဲ့စားတာအဲ့နှစ်ခုဒီเนาะဒါဒီနှစ်ခုကိုညီမျှခြင်းရှားလို့မရဘူးခန့်ဆိုတဲ့အတွက်သူစားတဲ့စတော်ဘယ်ရီဒီ1323ကို h နဲ့စားလို့ရတဲ့အဖြေဒီ150အောက်ကိုငယ်မှာပေါ့ဒါကြောင့်မို့လို့အငယ်လက္ခဏာနဲ့ရေးမယ်1323ကို h နဲ့စားတာကဒါသူစားတဲ့စတော်ဘယ်ရီဒီ150ကပေးတာလားသူစားတဲ့စတော်ဘယ်ရီဒီ150ခန့်ဆိုတဲ့အတွက်ဒီအပိုင်းကိန်းကငယ်တယ်အဲ့နှစ်ဖက်စလုံးကို h နဲ့မြောက်လိုက်တော့လက်ဝဲဘက်မှာ h ပြောက်ပါတယ်လက်ရဘက်မှာ150 h ဖြစ်သွားတယ်အဲ့နှစ်ဖက်စလုံးကို150နဲ့ပြန်စားမယ်အဲ့တော့1323ကို150နဲ့အကျမ်းမှာစားမယ်1323ကို150နဲ့စားတော့132ကိုစားလို့မရလို့1323ဆိုတော့8လီ12001200နောက်တော့123တသမထိုးတော့3ညဆို1230ပဲဆိုတော့8လီပဲ1200ဆိုတော့30ချက်စားရင်3ညချရင်2လီဝင်လို့ရတယ်အဲ့တော့ရှေ့ကိုတစ်တူလို့မရတဲ့အတွက်8.8ပဲယူလိုက်မယ်ဒါကြောင့်8.8ဒီ h အောင်ငယ်တယ်ပြောင်းပြန်လှည့်ရေးလိုက်ရင် h အကြီး8.8 h ကတငယ်ချင်းအားလုံးအဲ့တော့တငယ်ချင်းအားလုံးဆိုတော့เนาะလူဆိုတာရေတွက်ကိန်းဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒသမကိန်းနဲ့ယူမှာမဟုတ်ဘူးတဘာကိန်းနဲ့ယူမှာအဲ့ဒီ8.8ထက်ကြီးတယ်ဆိုတဲ့အတွက်9ယောက်ယူမှာပေါ့ဒါကြောင့်မို့တငယ်ချင်းအားလုံးဒီ9ယောက်ဖြစ်တဲ့အတွက်ကြောင့်မလို့သူဖယ်လိုက်ရင်နော်သူတယောက်ဖယ်လိုက်ရင်သူနဲ့အတူစားတဲ့တငယ်ချင်းဒီ10ယောက်ဖြစ်တယ်ပေါ့အဲ့တော့သူစားခဲ့တဲ့စမ်းစမ်းစားခဲ့တဲ့စတော်ဘယ်ရီဒီအရေအတွက်က
1323ကို h နေရာမှာ9စားသွင်းပြီးတော့တွက်တော့73ဝင်9တက်ဒီ9ဆိုတော့4ကျန်မယ်42 9လေး36ဆိုတော့6ကျန်မယ်3ကျတော့63ဆိုတော့9 9လေး63ဒါကြောင့်မို့148လုံးပေါ့ဒါကြောင့်မို့စမ်းစားခဲ့တဲ့ဆိုတော့ပဲဒီရေတွေက148လုံးဖြစ်ပြီးသူနဲ့အတူစားခဲ့တဲ့တငယ်ချင်းက10ယောက်ဖြစ်တယ်ပေါ့